သုံးများတဲ့နည်းလမ်း10မျိုးကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ how are you ချင်းတွေ့တဲ့အခါမှာလူတိုင်းနီးပါးသိကြတယ် how are you နေကောင်းလားမေးကြတယ်အဲ့လိုနည်းနဲ့လည်းမေးလို့ရတယ်လို့ how's it going ရှင်းနေဖို့ရှိလဲအဲ့လိုလည်းမေးလို့ရပါတယ်နောက်တစ်ခုက how you doing သူက information ကပြောဆိုတာကတကယ်ချင်းမေးတဲ့အခါမှာမင်းနေကောင်းရဲ့လား how you doing ဆိုပြီးတော့မေးမြန်းလို့ရပါတယ်အရာရာဘယ်လိုလဲဆိုလို့ရှိရင် how are things မေးလို့ရပါတယ်နောက်တစ်ခုကမင်းရဲ့ဒီလက်ရှိကအရှိနေဘယ်လိုရှိလဲဆို how's life မေးလို့ရပါတယ်နောက်တစ်ခုကတော့ how have you been မတွေ့တာကြာပြီနော်ဘယ်လိုနေလဲ how have you been ဒါကတော့မတွေ့တာအတော်လေးကိုကြားတဲ့တကယ်ချင်းတွေကိုပြန်ဆောင်တဲ့အခါမှာမေးမြန်းတဲ့အခါမှာတော့ how have you been နဲ့မေးလို့ရပါတယ်ရှင်နောက်တစ်ခုကဒီမိသားစုအခြေအနေကိုမေးမြန်းမယ်ဆိုလို့ရှိရင်တော့ how's your family မေးလို့ရပါတယ်နောက်တစ်ခုကသတင်းတွေပါရှိလဲမင်းဘာဖြစ်နေရလဲဒီနေ့ဘာဖြစ်ရှိလဲ informal အနေနဲ့တုံးတာတကယ်ချင်းတွေကြားထဲမှာတုံးတာမင်းဘာဖြစ်နေရလဲဆို what's up အဖြစ်နေရလဲအဲ့လို all လိုက်တဲ့အခါမှာမျိုးပေါ့သတင်းနေတယ်ဆိုတော့ဘာသတင်းရှိလဲ what's up today ဒီနေ့ဘာသတင်းရှိလဲဒီနေ့ဘာထူးလဲ what's up today အဲ့လိုမျိုးမြင်မြင်ရပါတယ်နောက်တစ်ခုကကြတော့ဒီ what's new ဘာသတင်းသစ်ရှိလဲပေါ့ဘာအသစ်ရှိလဲ what's new မကြသေးခင်မှာဘာတွေလုပ်နေရလဲဆိုတာကိုသိချင်နေတယ်ဆိုရှင်တော့ what have you been up to lately မြင်မြင်လို့ရပါတယ်